သူရှိတဲ့မှာချောမောလာပါတဲ့အမျိုးသမီးတယောက်ထိုင်နေပြီးမြဲချက်ထားတော့ဟင်းချက်တာကိုပဲအာယုံဆိုင်နေပါတယ်သူမဘက်ကိုတစ်ချက်ကလေးတောင်လဲမရှိပါဘူးပါစတာတဲမို့ပါစလီပင်လေးတွေထိတ်တေးသေးချာချာမှွှင်ညောက်ပြီးနောက်မှာတော့သူမအတွက်ပြင်ဆင်ပေးလိုက်ပါတယ်ချက်ခါထိတ်တန်းစားဖို့မှုတယောက်ပါကြောင်းမတွားရင်သူ့သားလေးအတွက်မနေ့စာပြင်ပေးတဲ့အခါမှာတော့ဘယ်တော့မှလက်ရမပြည့်စည်ရပါဘူးအရင်ဆုံးပေါင်မုတ်ပေါ်မှာထော်ပတ်တုတ်တယ်ပြီးမှပေါင်မုတ်ကိုဒဲအိုးလေးထည့်ပြီးကြော်တယ်ပြီးတော့ပေါင်မုတ်ပေါ်မှာ cheese တစ်ပြားတင်ပြီး cheese လေးတွေအေးပြောသွားတဲ့အထိပြန်ကြော်ပေးလိုက်တော့မှအရသာရှိတဲ့မနေ့စာလေးရလာပါတယ်ချက်ခါကျန်ငါးဝင့်အဆင့်ရှိတဲ့စားတောက်ဆိုင်ကြီးတစ်ခုရဲ့မိဖို့ကြောင့်အုပ်ချုပ်သူ head chef လည်းဖြစ်ပါတယ်အလုပ်တွေအနေတိုင်းအရန်များလွန်းတာကြောင့်နောက်ဆုံးမှာတော့ဇနီးဖြစ်သူနဲ့ကွာရှင်းပြစ်ဆဲခဲ့ရပါတယ်စားတောက်ဆိုင်ပိုင်ရှင်ကလည်းအမျက်ကိုပဲကြည့်သူဖြစ်တာကြောင့်ချက်ကိုဆိုင်ရဲ့နာမည်ကြီးဟင်းလျာတွေကိုပဲနေတိုင်းချက်ဖို့ဖိအားပေးပါတယ်ဒီနေ့မှာတော့နာမည်ကြီးအစားအသောက်ဝေဖန်ရေးသမားတယောက်ဆိုင်ကိုရောက်လာပါတယ်ချက်ကဒါဟာဟင်းလျာအသစ်တွေကိုမိတ်ဆက်ဖို့အခွင့်အရေးပဲလို့တွေးခဲ့ပေမဲ့ဆိုင်ပိုင်ရှင်ကအခွင့်မပြုခဲ့ပါဘူးထင်ထားတဲ့အတိုင်းပါပဲဝေဖန်ရေးသမားဟာအစားအသောက်တွေကိုမီးစမ်းပြီးနောက်မှာချက်ရဲ့လက်ရာဟာတက်မလာတော့ပဲဒီနေရာတင်ရက်နေပြီလို့အင်တာနက်ပေါ်မှာရေးသားဝေဖန်လိုက်ပါတယ်အဲ့ဒီနောက်မှာတော့ဒီလောကလုံးကချက်ကိုဝိုင်းပြီးလှောင်ပြောင်ကြပါတော့တယ်တဲမခံနိုင်တော့တဲ့ချက်ခါကိုပိုင်အကောင့်ဖွင့်ပြီးအဲ့ဒီဝေဖန်ရေးသမားဟာဘာမှမနားမလဲတဲ့သူဖြစ်ကြောင်းပြန်လဲတုံ့ပြန်ခဲ့တယ်လို့လူချင်းတွေ့ပြီးရှင်ပြိုင်ဖို့ပါစင်ခေါ်လိုက်ပါတယ်ဒီပြိုင်ပွဲအတွက်သူညလုံးပေါက်မအိပ်ပဲဟင်းလျာအသစ်တွေကိုပြင်ဆင်ခဲ့ပါတယ်လက်ဆက်တဲ့ပဇွန်နဲ့ပင်လဲမြော့ဟင်းအပူချိန်လျှော့ပြီးအချင်းအကြာကြီးကင်းထားတဲ့အမဲသားကင်းနဲ့သူ့ရဲ့လူးရွှက်လက်ရာဖြစ်တဲ့ခိုသားဟင်းစတဲ့ဟင်းလျာတွေကိုမီးစမ်းကြည့်သူတိုင်းကတချီမွန်းမွန်းဖြစ်ခဲ့ရပါတယ်ရှင်ပြိုင်ရမယ့်နေ့မှာတော့ချက်ခါသူ့ရဲ့ဟင်းလျာအသစ်တွေနဲ့အသင့်ထင်နေပါပြီဒါပေမဲ့ဆိုင်ပိုင်ရှင်ကနာမည်ကြီးဟင်းလျာဟောင်းတွေကိုပဲချက်ဖို့ထပ်မံအမိန့်ပေးပြန်ပါတယ်ဒီတစ်ခါမှာတော့ချက်အရှော့မပေးတော့ပါဘူးသူအရန်ဒေါသထွက်ပြီးအလုတ်ကနေထွက်လိုက်ပါတော့တယ်ဒါကိုသိတဲ့ဝေဖန်ရေးသမားကချက်တရံကြောက်ပြီးထွက်ပြေးသွားပြီဆိုပြီးအင်တာနက်မှာထပ်မံလှောင်ပြောင်းလိုက်ပါတယ်ဂျက်ကလည်းဒေါသအလေးလေးထွက်ပြီးစားတော့ဆိုင်ကိုတန်တန်းမှတွားကဝေဖန်ရေးသမားကိုအော်ဟစ်ဆဲဆိုပောက်ကွဲပါတော့တယ်ရက်အနေငယ်ကြမှာတော့ဂျက်ခါအလုတ်လက်မဲ့ဖြစ်သွားရုံနဲ့မကဘူးသူ့ရဲ့ပောက်ကွဲနေတဲ့ဗီဒီယိုဖိုင်ကအင်တာနက်မှာပြန့်နှံ့သွားတာကြောင့်ဘယ်ဆိုင်ကမှသူ့ကိုအလုံးမခံတော့ပါဘူးဒီလိုနဲ့ဒီနေ့မှာဇနီးဖြစ်သူကတားလေးကိုပြုစုစောင့်ရှောက်ဖို့အတွက်ဇာတိမြေကိုအတူပြန်ဖို့ဂျက်ကိုကမ်းလှမ်းပါတယ်ဂျက်ကလည်းတပိုးတူလိုက်ပါတယ်ဇာတိကိုရောက်တဲ့အခါမှာတော့ဇနီးဖြစ်သူရဲ့ခင်မန်းတစ်ဖြစ်တဲ့တထေးကြီးစီမှာအသုံးမပြုပဲပြစ်ထားတဲ့ food truck ဆိုတဲ့မုံတဲဆောင်ရောင်းချတဲ့ကားတစ်စီးရှိနေတာကိုသိလိုက်ရပါတယ်ဇနီးဖြစ်သူကဂျက်ကိုအဲ့ဒီကားလေးနဲ့အလုပ်ပြန်ဆောက်ဖို့အကြံပေးပါတယ်ဂျက်ဟာဇနီးဖြစ်သူရဲ့ခင်မန်းကြီးကိုသွားတွေ့တဲ့အခါမှာတော့လှောင်ပြောင်တာကိုခံရပါတယ်နောက်ဆုံးမှာကားကိုပြေးလိုက်ပြီးမြဲကားကမြေကြီးတွေကတူးဖော်ထားရတယ်လို့မျိုးအင်မတန်မှဟောင်းနှွမ်းဆုပ်ပြန်နေပါတယ်ဂျက်ဟာရွေးချယ်စရာမရှိတော့တာကြောင့်တားဖြစ်သူနဲ့အတူကားကိုဝိုင်းတီတန်ရှင်းရေးလုပ်ပြီးပြန်လဲပြင်ဆင်ရပါတယ်ရေခဲတဲ့ထဲကပုတ်စော်နေတဲ့ငါးတွေကိုမြင်တဲ့အခါတားဖြစ်သူကယွန်းရှာပြီးအလုံးမလောက်တော့ပဲဆန္ဒပြပါတယ်ဂျက်ကလည်းသူ့သားကိုနုနဲ့လွန်းတာကြောင့်ဆိုပြီးဒေါသထွက်ပြီးအကြီးရန်ဖြစ်ကြပါတော့တယ်ဒါပေမဲ့ညနေပိုင်းမှာတော့တားဖာနေအောင်ပြန်လဲသိမြန်သွားကြပါတယ်ဒါဟာသူတို့သားဖာနေအောင်ဒီလောက်အကြကြီးအတူတူအချင်းပြုံးခဲ့ရတဲ့ပထမဆုံးအချိန်ပါဂျက်တယောက် food truck နဲ့အလုပ်ပြန်စနေပြီဆိုတဲ့သတင်းကိုကြားတဲ့အခါသူ့ရဲ့လက်ထောက်ရေးသမားတယောက်ကလည်းအလုပ်ထွက်ပြီးလာရောက်ကူညီပါတယ်မကြခင်မှာပဲကားလေးဟာအသစ်ဆက်နိုင်တိုင်းလာပါသွားပြီးသူတို့ရဲ့ဘဝခရီးတစ်ကိုစတင်ဖို့အသင့်ဖြစ်သွားပါတော့တယ်